ဒီနေ့မှာတော့မချစ်တဲ့သူကိုချစ်မိမှားတတ်သည့်လက္ခဏာအကြောင်းလေးကိုမျှဝေပေးလိုက်ပါတယ်။တင်းလက်မှာဖြစ်စေတင်းချစ်သူရဲ့လက်မှာဖြစ်စေယခုဖော်ပြမယ်နှလုံးလမ်းကြောင်းမျိုးနဲ့တူညီနေပြီဆိုရင်ဘဝနေထိုင်မှုတွေကိုကြိုတင်ပြင်ဆင်ပါလို့အကြံပြုလိုပါတယ်။နှလုံးလမ်းကြောင်းဟာဥကောင်းလမ်းကြောင်းအသက်လမ်းကြောင်းစတင်ရာကနေထိပြီးတော့ထွက်လာမယ်ဆိုရင်ဒီလိုနှလုံးလမ်းကြောင်းပိုင်ရှင်တွေဟာမတော်တဆထိခိုက်နာတရားဖြစ်လွယ်ပါတယ်။အခြေရဲ့ပြဿနာများနဲ့ပတ်သက်ရင်ဒေါသစိတ်ကိုမထိန်ချုပ်နိုင်တာကြောင့်ကိုယ်ထိလက်ရောက်ကျူးလွန်မှုများဖြစ်ပေါ်တတ်ပါတယ်။ဘဝတစ်လျှောက်လုံးမှာဒုက္ခအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။လက်နှစ်ဖက်စလုံးမှာဒီလိုအမှတ်အသားမျိုးပါခဲ့မယ်ဆိုရင်ရုတ်တရက်အသက်အန္တရာယ်ကြုံရတတ်ခြင်းကိုအထူးသတိထားရန်လိုပါတယ်။ဒီနောက်ရင်းနဲ့ပတ်သက်ပြီးဝမ်းနဲ့ကြေကွဲဖွယ်ရာဖြစ်ရက်တွေနဲ့ရင်ဆိုင်ရတတ်ပါတယ်။လူပေါင်းမှားခြင်းကြောင့်ရာဇဝတ်မှုတွေကျူးလွန်မိတတ်ပါတယ်။မချစ်တဲ့သူကိုချစ်မိခြင်းမယုံတဲ့သူကိုယုံမိခြင်းဆိုတဲ့စိတ်ခံစားမှုလွန်ကဲတဲ့အမှားတွေပြုလုပ်မိတတ်ပါတယ်။မလုံးတဲ့အရာတွေကိုလုံးမိလို့ကျေးဇူးရှိသူအပေါ်မှာတစ္ဆာဖောက်မိတတ်တာမျိုးဖြစ်တတ်ပါတယ်။တဲ့မှာဒီလိုနှလုံးလမ်းကြောင်းမျိုးပါနေပြီဆိုရင်တဲ့ရဲ့ခံစားချက်နဲ့စင်ကြင်တုံတရားကိုမျှတအောင်ထိန်းညှိပါဒေါသစိတ်ကိုထိန်းချုပ်ခြင်းနဲ့ဘဝဆုံးဖြတ်ချက်များချမှတ်ရမှာတတိကြီးစွာထားပြီးလောက်ကင်ဆောင်ရွက်ပါလို့ခင်မင်းစွာအကြံပြုလိုပါတယ်။